န်ကြားကြီးရနေပြီးတော့ကားစီးပြီးတော့ဝူလင်းရံမျိုးရဲ့ပြီးသွားတဲ့အတွက်ချန်ကြားကြီး National Forest Park ကိုရောက်ပါပြီ။တက်ဆီစီးလာပါတယ်။ခိုင်းမလို့ပဲသွားမှဆိုတော့ဘာတွေခက်ခဲတွေ့မလဲတော့မသိဘူး။လိုက်ကြည့်ပါဦး။ bus ပြီးမှဟိုကေဘက်ကSwansea Village ပေါ့နော်အပေါ်မှာသူကညီတော့တော်တော်ပြန်
家前来品尝。配有矿泉水饮料、冰棍儿、雪糕、方便面、火腿肠、面包、饼干、麻辣小吃，欢迎大家前来品尝。 ဘာပြော 配有矿泉水饮料、 မိတ် 冰 ဆွေ 棍 များလာ 儿、 ရောက် 雪 ပြီး 糕 တော့、စား 方 သုံး 便 နိုင်ပါ 面、 တယ်တဲ့ 火腿肠、面包、饼干、麻辣小吃，欢迎大家前来品尝。 ကင်းဖွန်းရှိကွန်ဟုတ်လား 冰棍儿、雪糕、 ဘာတော့ 方便面、欢迎大家面包、饼干、麻辣小吃，欢迎大家前来品 ချင်း 尝。 လိုက် 配有矿泉水饮料、冰棍儿、雪糕。 translate ပေး translate 靠车门，请勿在吊箱内站立、摇摆车厢、蹲踏座椅。吊箱内禁止吸烟，请勿抛扔废弃物、搬动轿厢设施。在所当运行途中，请勿将 C village 1C village ကနေပြီးတော့ဟိုတောင်မွန်းနေပြန်ဆင်းလာတယ်ဘတ်ရှက်တယ်ဟိုကနဲ့ကေဘယ်ပြီးတော့ဘတ်ကာပြီးတော့သူကဒီအောက်မှာဘာတော့ Golden West Twin ဆိုပြီးတော့စမ်းချောင်းလေးရှိရယ်စမ်းချောင်းလေးတိုင်းလျှောက်ပြီးတော့2နာရီလောက်ရှောက်မှာပြော2နာရီလောက်ရှောက်ရင် Eastgate ပြန်ရောက်မယ် Eastgate မရောက်သေးခင်မှာဂျားထဲမှာအများကြီးရှိအောင်မှနဲ့တွေ့ရှောက်လိုက်ပါအောင်မယ် အောက်ရောက်တော့လဲလှပါတယ်ပြပါမယ်တော်လာပတ်ပတ်လေအဖာတာမောင်တိန်နဲ့အောက်မှာကြတော့စမ်းကြောင်းနဲ့မာလမ်းလျှောက်တက်လာတယ်ဆောက်လိုက်ပါအောင်မယ် ပြီးပြီကလေးငူနေရနဲ့တူတယ်တဲ့အတန်ဟာတဲ့ဘူးရဲ့အတန်က so it is also called the baby prime fish တဲ့ Nice cow ဒီထိုးနေတော့ ဟုတ်တာလို့ဆိုင်ရမှာဆိုနေမှာကြီးမှာအကြီးပဲကြောက်တုံးလို့ဆို တော့မှာညခုန7မနာ giant fish ကလည်းအံ့ဩစရာကောင်းတယ်ဆိုတော့သူ့ဘယ်လိုပြောလဲ1 2 3 Salmon giant fish နောက်တစ်မျိုးဘယ်လိုခေါ်လဲသိလား what the fish Salmon fish giant fish what the fish Salmon giant fish ပါ ဓားပြားကြီးကိတ်မုတ်လှီးရဲ့ဓားနဲ့တူ
ကားငငယ်ကြည့်ခဲ့တဲ့စုံခုံတို့ပတ်ကျဲတို့ကြိုက်ခဲ့တဲ့နေရာပါကျွန်တော်လည်းခုမှသိရပါတော့မယ်4.9 ကီလိုမီတာကနေ 3.4 ဟမ်ဟုတ်တယ်သုံးပုံတစ်ပုံလောက်ပဲရှိအောင်မလဲပြောမောတော့လှတော့လဲလှပါမြေပြန့်ဆိုတော့လဲရှောက်ရနည်းနည်းအဆင်ပြေတောင်တက်တာမဟုတ်တော့ပြီးတော့စမ်းကြောင်းဘေးနားမှာငုတ်တုတ်ထိုင်နေပါโอเคတော့ဝက်ကြော်ပါပြီရေယူကြည့်တော့ဝက်ကြော်လာပါပြီရေကအရန်ကိုကြီးနေရပဲကိုစိုးကြည့်လောက်တော့ကြာစိုးကြည့်左边被强奸了。那个砸下去了，是。5 ကီလိုမီတာလမ်းလျှောက်တာ5.9 ကီလိုမီတာလျှောက်တာလျှောက်ခံပြီးတော့မယ်ထင်တယ်မောလားဆိုတော့မောပါဒါပေမဲ့စိုးပါရှောက်ပါအမြင်ကြီးဆိုတော့အဆင်ပြေအဲ့ရနေပြီးတော့ဟိုတယ်က15မိနစ်လောက်ထပ်ရှောက်အောင်မပြောရဒါပေမဲ့ကြည့်ပါအောင်မအရင်ကြောင်းရင်တော့ဒီပဲစီပါလိုက်တော့
ခုနလိုဆိုင်းဘုတ်လေးရှိရဆိုတော့လေအစိုးပါအဆင်ပြေပါတယ်လို့အင်္ဂလိပ်စာလေးလည်းအနည်းချင်းတော့ရေးတာပါဗောနော်ဒါပေမဲ့အဲ့လိုပုံမှန်ဆိုရင်တော့ map နဲ့ကျွန်တော်တို့မှဆိုရင်ခဏနေပြမယ်ဟိုကဘာလို့ဟိုတယ်ကပေးလိုက်တဲ့ map ကြီးအကြီးပါအဲ့ map နဲ့ကြည့်ပြီးသွားပါလားမလဲထုတ်ပြီးပြမယ်နော် map လေးရိုက်ပြဟုတ်ကဲ့လိုမျိုးလေးဆိုပါစင်ပြေပါဘလို့တယ်ရောအဲ့လိုနည်းနည်းချင်းတိုင်းတွေ့ဘလို့လောက်ဟိုဘက်တောင်လို့လားဟိုဘက်တောင်တော့လိုင်းပါဘူရန်ဝစ်တွင်းကိုတော့အစအဆုံးလမ်းလျှောက်ပြီးသွားပါပြီအခုကကားစီးပြီးတော့တမ်းမိုင်ကလရီလို့ခေါ်တယ်ဟိုယထာတေးသေးလေးအလှလေးစီးလို့ရတဲ့နေရာကိုသွားပါမယ်ဟိုင်းဘတ်ပေါ်ရောက်ပါပြီဟိုကတနေရာနဲ့တနေရာအများစုပေါ့နော်ဒီလိုဘတ်လေးနဲ့အများတန်းပြေးတယ်说吧。为什么这么下课？根据机器安全保护实施准则的规定，公摊装置能在人体接近危险区域5毫秒内自发停机。机器安全标准需要保持表面清洁，隔壁厂商。我车美女。我可以。တမ်းမှန်ကလရီရောက်ပါပြီ။ဘာရထားရောက်လဲဆိုတော့ဝက်ကလေးပါ။ ညီမ3ယောက်3 sister
မြန်မာမီးရခုနယထာတယောက်ကို38ကျပ်38ဆိုတော့2000ဝဲဝန်းကျင်ကြပါဘောနော် one week one way တကယ်ညတော့ဘာမှမရှိပါဘူးဒါလေးစီးပြီးတော့ဒီလိုမျိုး view လေးပါပဲစီးတဲ့ရလက်ကတော့မဆိုးပါဘူးဒါပေမဲ့အပြန်ကတော့ပြန်စီးကျင်2000ဝဲထပ်ပေးပြီးပြန်စီးလို့ရစီးတော့ပါဘူးလမ်းမလျှောက်ပါအောင် 哇，这真的看不到他了，兄弟，你以后在。 ဘတ်စီက EV တွေဖြစ်ကုန်ပြီအကုန်လုံး EV station နဲ့နေရာတိုင်းမှာရှိတယ်ဒါတောင်တက်တောင်ဆင်းကိုတောက်လျှောက်လောက်ထားတာကို EV ရဲ့ 来，我们在前面的广告牌下面集合啊，特别是广告牌下面集合。还有人没到。 ဝင်တော့ကတကိတ်ဒါတော့အထွက်ကိတ်ကဒီကောင်ကကြတော့ဟိုလူတိုင်းနီးပါးလောက်တော့ဒီကလာကြတယ် East Entrance Gate ဆိုတော့ဂျန်ဂျာကြီးရဲ့ Main Entrance Gate ဖြစ်နေတာပေါ့နော်ကျွန်တော်တို့ကတော့ဟိုဘက်ကအရင်ဆုံးသွားလိုက်တာပေါ့နော်လူရှင်းတဲ့နေရာဘာလို့လဲဆိုတော့တောက်ကြအမှုတနင်္ဂနွေတနင်္လာဖြစ်နေတနင်္ဂနွေနေ့ကိုရှင်းတဲ့ဘက်သွားတယ်မနေ့ပြန်တနင်္လာဆိုတော့ဒီကနေနည်းနည်းရှုပ်နေမှာဆိုလို့မသွားတော့ပါဘောနော်မနေ့ပြန်တနင်္လာဆိုတော့လူရှင်းမှထင်ရတာပဲပြောတတ်ဘူးမနေ့ပြန်ကြရင်တော့ဒီ main entrance ကနေလာပါမယ်ဒီဘက်မဟုတ်လားဒီဘက်လားခဏမှကြည့်ဟိုတယ်ကနေပြီးတော့သူတို့ဂျန်ဂျာကြီးရဲ့ night market လားဒါမှမဟုတ်ရင်16လမ်းနဲ့တွေ့16လမ်းလိုမျိုးစီဘူးရောက်တဲ့ XIBU သွားနေပါတယ်ဟိုတယ်ကနေတော့15မိနစ်လောက်ရှောက်အောင်မယ်လို့ပြောတယ်သွားကြည့်လိုက်ပါအောင် you are the best you are the best ever စီဘူးရောက်သွားနေလမ်းမှာပါ so nice ဒီမှာလည်းပါလေအပြင်မှာလည်းလမ်းဆောင်ပြအောင်ဒီကနေဖက်ပြအောင် ဟိုဘက်ကိုဖြတ်ချောက်လို့ရတယ်ဟိုဘက်ကိုဖြတ်ချောက်လို့ရတယ်ကောင်းလား 我
9နိုင်ထိုးပါပြီမနက် 9 နာရီရတယ် 9နိုင်ရ7နိုင် ထွက်လာတာတော့9 နာရီပါ 9နိုင်လောက်ကနေရ9နိုင်လောက်ကနေရထွက်လာတာပေါ့နော်အခုက9နိုင် 9 နာရီည9 နာရီ 9နိုင်ထိလမ်းလျှောက်နေရတော့ဒါပေမဲ့မိုင်းမကလည်းစားပြီးပြီဆိုတော့ဒီနေ့အတွက် plan ကတော့ပြီးပါပြီပြန်มาတော့မယ် bye ဂျန်ဂျန်ဒီ National Forest ပဲရဲ့ Day 1ကတော့ပြီးဆုံးသွားပါပြီအိပ်ပါတော့မယ် bye